ကာမတော်တဆမှုမှာမိဘတွေကွယ်လွန်သွားခဲ့ပြီးတဲ့နောက်အသက်ရှင်တဲ့အရွယ် KD ကိုအတော်ဖြစ်သူဂျမ်မာကသူနဲ့အတူနေဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။ဂျမ်မာကနိပညာမြင့်အယုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ဖန်ကီကစက်ရုပ်ပညာရှင်တစ်ယောက်ပါ။ဂျမ်မာကကုမ္ပဏီရဲ့အရှင်အမြစ်တွေကိုလှုပ်ဝက်စွာအသုံးပြုပြီးမကန်စက်ရုပ်ကိုတီထွင်နေပါတယ်။မကန်ဆိုတာကဉာဏ်ရည်တုထည့်သွင်းထားတဲ့လူသားဆန်တဲ့စက်ရုပ်တစ်ရုပ်ဖြစ်ပြီးကလေးတွေအတွက်အကောင်းဆုံးအဖို့ဖြစ်လာစေဖို့အတွက်ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါတယ်။တခွဲခဲမှာမကန်ကိုစမ်းသပ်မှုတွေအများကြီးပြုလုပ်နေတဲ့အချိန်ဂျမ်မာရဲ့တထေးဖြစ်သူဒေးဗစ်ကစီမံကိန်းကိုတွေ့ရှိသွားခဲ့ပြီးတော့ဒါကိုဆက်မလုပ်ဖို့အတွက်အမိန့်ပေးခဲ့ပါတယ်။တစ်ဖက်မှာတော့ကလေးငယ် KD ကလည်းဂျမ်မာကောလိပ်တက်စင်ကဖန်တီးခဲ့တဲ့ရွေးရှားမှုမှတ်တမ်းတင်စက်ရုပ် Bruce ကိုတွေ့ရှိသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲ KD Bruce နဲ့ဆော့နေတာကိုကြည့်ပြီးဂျမ်မာလည်းသူမရဲ့စက်ရုပ်အသစ်ဖြစ်တဲ့မကန်ကိုအပြီးသက်ဖို့စိတ်အားထက်သန်လာခဲ့ပါတော့တယ်။ရှေ့ပြေးပုံစံမကန်ကို KD နဲ့တွဲဆောင်ပေးလိုက်တဲ့အခါမှာဒေးဗစ်လည်းဒီစီမံကိန်းကအောင်မြင်နိုင်ခြေရှိကြောင်းယုံကြည်သွားခဲ့ပါတယ်။မကန်ကမျှော်လင့်ထားတာထက်ပိုမိုထူးချွန်နေပြီးမိဘတွေလှုပ်ဆောင်ရမယ့်ကိစ္စတွေကိုပါတာဝန်ယူလာခဲ့ပါတယ်။ဒီအခါမှာတော့ဂျမ်မာရဲ့လုပ်ဖော်ကိုင်ဘက်တွေဖြစ်တဲ့ Das Go နဲ့ KD ရဲ့ကုထုံပညာရှင်လီဒီယာတို့က KD ကမကန်အပေါ်မှာလိုအပ်တာထက်ပိုပြီးစိတ်ပိုင်းဆိုင်ရာဆွဲလန်းမှုဖြစ်လာမှာကိုစိုးရိမ်လာခဲ့ကြပါတယ်။မကန်ကလည်းမထိန်ချုံနိုင်တော့ဘူးလို့ထင်ရတဲ့အထိစွမ်းရည်တွေကိုထုတ်ပြလာခဲ့ပြီးအထူးသဖြင့်ကလေးငယ် KD အတွက်အနှောက်အယှက်ဖြစ်စေမယ့်အရာတွေကိုပြစ်မှတ်ထားပြီးတော့အန္တရာယ်ပေးလာခဲ့ပါတယ်။ဂျမ်မာရဲ့အိမ်နီးချင်းစီလီယာရဲ့ခွေးဖြစ်တဲ့ဂျူဝီကသူမနဲ့ KD ကိုအိမ်ရှိဝင်းထဲမှာတိုက်ခိုက်ပြီးတဲ့နောက်ညဘက်မှာပဲမကန်ကခွေးကိုတပ်ပစ်ခဲ့ပါတယ်။နောက်ပိုင်းမှာ KD ကိုအနိုင်ကျင့်တဲ့ကောင်လေးဘရန်ဒန်ကိုလည်းမကန်ကနေရွက်ကိုဆွဲဖြုတ်ပစ်ပြီးတော့အပြစ်ပေးခဲ့ပြန်ပါတယ်။အဲဒီကောင်လေးကကန်ဆိုးစွာနဲ့လမ်းပေါ်ကိုပြုတ်ကျသွားခဲ့ပြီးဖြတ်သွားတဲ့ကားနဲ့တိုက်မိပြီးတော့ကွယ်လွန်သွားခဲ့ရပါတယ်။အိမ်နီးချင်းအတော်ကြီးစီလီယာကလည်းသူမရဲ့ခွေးဂျူဝီပြောင်းဆုံးမှုအတွက်ဂျမ်မာကိုအပြစ်တင်လာခဲ့တဲ့အခါမှာမကန်ကအတော်ကြီးကိုတန်ရိုက်တနက်နဲ့ပြစ်တက်ပြီးတော့ပိုးသက်စီဖြန့်ကတည်ဆုံးအောင်လုပ်ခဲ့ပြန်ပါတယ်။ဒီအဖြစ်အပျက်တွေကြုံတွေ့ခဲ့ရပြီးတဲ့နောက်ဂျမ်မာလည်းမကန်ကိုတန်တရားဝင်လာခဲ့ပြီးသူမရဲ့ဗီဒီယိုမှတ်တမ်းတွေကိုစစ်ဆေးကြည့်ဖို့အတွက်လှုံ့ဆော်ခဲ့ပါတယ်။ဒါပေမဲ့မှတ်တမ်းတွေအကုန်လုံးကတယောက်ယောက်ကရည်ရွယ်ချက်ရှိရှိနဲ့ဖျက်ထားတယ်လို့မျိုးဘာတစ်ခုမှအရှာမတွေ့ခဲ့ပါဘူး။ဂျမ်မာလည်းမကန်ရဲ့ပါဝါကိုပိတ်ပစ်ပြီးတခွဲခန်းကိုခေါ်ဆောင်က Das နဲ့ကိုတို့ကလည်းဓာတ်ကိုထိန်းချုပ်ပြင်ဆင်နိုင်ဖို့အတွက်စူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့မကန်နဲ့ရုတ်တရက်ခွဲခွာလာခဲ့ရတဲ့အတွက် KD ကအရန်စိတ်ဆိုးသွားခဲ့ပြီးတော့အတော်ဖြစ်သူဂျမ်မာကိုပါရိုက်ပစ်ခဲ့ပါတယ်။ဂျမ်မာကတော့စိတ်မဆိုးခဲ့ပဲသူမရဲ့ပေါ်ဆမှုကိုတောင်းပန်ပြီး KD ကိုစိတ်ကြည်နက်အောင်ချော်နေခဲ့ပါတယ်။ KD နဲ့မကန်တို့ရဲ့အဖြစ်အပျက်တွေကိုတည်သွားခဲ့ကြတဲ့ယင်းနှိမ့်နှံသူတွေကတော့မကန်ကိုဆက်လက်ထုတ်လုပ်ပြီးတော့ဈေးကွက်ထဲမှာရောင်းချဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့တာမန်မဟုတ်တဲ့အန္တရာယ်တွေကိုသိရှိထားခဲ့ကြတဲ့ဂျမ်မာ Das နဲ့ကိုတို့ကတော့မကန်ကိုဘယ်သူမှမသိအောင်ဖျက်ဆီးပစ်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ဂျမ်မာက KD ကိုအိမ်ပြန်ခေါ်သွားချိန်မှာ Das နဲ့ကိုတို့ကမကန်ကိုပိတ်ပစ်ဖို့အတွက်စူးစမ်းနေကြပါတယ်။အဲဒီအချိန်မှာပဲထိန်းချုပ်မှုကင်းမဲ့ပြီးအရန်အစွမ်းထက်သွားပြီဖြစ်တဲ့မကန်ကသူ့ဘာသာသူပြန်လဲအသက်ဝင်လာပြီးတော့ကိုကိုပြန်တက်ဖို့အတွက်လုပ်ခဲ့ပါတယ်။ Das ကလည်းကိုကိုကဲတင်နေတဲ့အချိန်မှာမကန်ကတခွဲခန်းကိုပောက်ကွဲမှုဖြစ်စေခဲ့ပြီးတော့သူတို့နှစ်ယောက်ကိုတတိလစ်သွားအောင်လုပ်ခဲ့ပါတယ်။အဆောက်အုံကနေထွက်ပြေးမလာခင်မှာမကန်ကဓာတ်လေကားထဲမှာဒေးဗစ်နဲ့သူ့ရဲ့လက်ထောက်ကတ်ကိုထပ်ပြီးတော့တက်ခဲ့ပြန်ပါတယ်။ဒါထဲမှာကိုဘာသာကိုတက်တည်တဲ့ပုံစံမျိုးဖြစ်အောင်လဲဖန်တီးခဲ့တာပါ။အဲဒီနောက်မှာတော့သူမကကားတစ်စီးကိုခိုးယူပြီးတော့ဂျမ်မာရဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ပြန်ရောက်လာတဲ့မကန်ကဂျမ်မာကိုထိတ်တိုက်တွေ့ဆုံပြီးသူမကသာ KD ရဲ့တဦးတည်းသောစောင့်ရှောက်သူဖြစ်လို့ကြောင့်ပြပြသားသားပြောဆိုခဲ့ပါတယ်။ဂျမ်မာကဒါကိုလက်မခံနိုင်ပဲမကန်ကိုရက်တက်နိုင်ဖို့အတွက်အပြင်းအထန်စူးစမ်းခဲ့ရပါတယ်။ဒါပေမဲ့သူမရဲ့စူးစမ်းမှုတွေကအရာမထင်ခဲ့ပဲသူမကိုယ်တိုင်ဖန်တီးထားခဲ့တဲ့စက်ရုပ်မကန်ကသူမရဲ့အသက်ကိုရယူဖို့အတွက်နှီးကပ်လာခဲ့ပါတယ်။ဒီအခါမှာတော့ KD ကသူမရဲ့တငယ်ချင်းစက်ရုပ် Bruce ကိုအသုံးပြုပြီးမကန်ကိုတဖန်ပြန်လဲတိုက်ခိုက်ကအတော်ကိုကဲတင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မကန်ရဲ့ကိုယ်ခန္ဓာအပေါ်ပိုင်းကဆက်လက်လှုပ်ရှားနေပြီးတော့ KD ကိုတိုက်ခိုက်ခဲ့ပြန်ပါတယ်။နောက်ဆုံးမှာတော့ဂျမ်မာကမကန်ရဲ့အုံနောက်ထဲမှာရှိနေတဲ့ processor ချက်ပြားကိုဖော်ထုတ်ပေးခဲ့ပြီး KD ကလည်းဝဲဥလဲနဲ့ထိုးလိုက်တဲ့အခါမှာတော့မကန်လည်းပြန်စီးသွားခဲ့ပါတော့တယ်။ဒီအချိန်မှာ Das နဲ့ကိုတို့ကလည်းရဲတွေကိုခေါ်ပြီးတော့အချိန်မီအိမ်ကိုရောက်ရှိလာခဲ့ကြပါတယ်။ဒီလိုမျိုးအားလုံးပြီးဆုံးသွားပြီလို့ထင်ပြီးဂျမ်မာနဲ့ KD တို့အိမ်ကနေထွက်သွားခဲ့ကြတဲ့အချိန်မှာကင်မရာတစ်ခုကသူတို့ကိုလှည့်ပြီးတော့စိုက်ကြည့်နေရင်းနဲ့ဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်။